နေပူရှိန်ပြင်းလာတဲ့အညာမီရဲ့ညနေခင်းတစ်ခုဖုံတထောင်းထောင်းထနေတဲ့လမ်းမထက်မှာကားတစ်စီးဟာရွာကလေးစီကိုဦးတီမောင်းနေပါလေကားပေါ်မှာတော့မြို့မှာအခြေချနေထိုင်ရာကနေနားနှစ်ကြာမှရွာကိုတစ်ခေါက်ပြန်လာတဲ့နောင်နောင်နဲ့သူ့ဇနီးတီဗီတို့ပါလာကြပါလေတီဗီကြည်စန်းဟိုးကကုတ်ကူပင်တန်းကြီးကိုမြင်ရင်ငါတို့ရွာကိုရောက်ပြီလို့မှတ်လိုက်တော့ငါငငယ်ကအဲ့ဒီပင်တွေအောက်မှာဆော့ခဲ့တာပင်ကြီးတွေကတော့တကယ်ရေရမှာပဲနော်ကိုယ်နိုင်ထားပေမဲ့တမျိုးကြီးပဲမောင်ရေးကြလာတော့ကြောက်စရာကြီးမင်းကလည်းမြို့သူပြီးကြောက်ပြန်ပြီးဒါအညာတလေးဟာတဘာဝအတိုင်းပဲရှိသေးတာရွာထိပ်ကဥပရဲ့အိမ်ရှိမှာကားရက်လိုက်တာနဲ့အိမ်မော်ကနေအသက်60ကျော်အရွယ်ရှိပြီဖြစ်တဲ့ဥပဟာကာနားရောက်လာပြီးခီးကြီးကြိုပြုတ်ပါတယ်ဟဲ့မောင်ရင်မင်းတို့ရောက်လာပြီလားအိမ်မော်ကြကြပြီမင်းငါတူမင်းကောက်ကိုကြီးတိုင်းမထားနဲ့အောင်ဘာလို့လဲဥပရဲ့ဒီမှာကခိုးမဲ့သူမရှိတာကျွန်တော်သိတာပဲခိုးမော်ကိုပြောတာမဟုတ်ဘူးကွာဒီညကလမ်းပွင့်နဲ့ရာမင်းကားကလမ်းခုလက်မှာခတ်နေတယ်အဲ့ဒီကိုပင်ကြီးအောက်မှာကားတော်မရနဲ့လို့ငါစားပို့ထားတာမင်းမဖက်မိဘူးလားဟာဥပကလည်းဖုန်းလိုက်မမိလို့စာလဲမဖက်ရဘူးနောက်ပြီးဒီပင်ကြီးကအရေးကောင်းလို့ရက်ထားလာပါဘာမှမဖြစ်ပါဘူးဗျာနောင်နောင်ကတော့ပေါ့ပေါ့ပပပဲတုံ့ပြန်လိုက်ပေမဲ့ TV ရဲ့ရင်ထဲမှာတော့တခုခုကိုစိုးရိမ်နေမိပါတယ်姑娘她把爹妈的要难上你的路呗နွားတွေဖြစ်မှာပါအိဆန်းမှာတီဗီရဲ့ဟင်းဒါဖြစ်တာလေကားဟုံးကဘာလို့အလိုလိုမီးနေတာလဲကိုဘီနောင်နဲ့တီဗီတို့အိရှိဝရဏကိုထွက်ကြည့်လိုက်တဲ့အခါလာရောက်အောက်မှာသူတို့မြင်လိုက်ရတာကတော့ဘသူမှမရှိတဲ့ကားထဲမှာမီးတွေအလိုလိုလင်းနေပြီးကားတစ်စီးလုံးဟာတစုံတစ်ယောက်ကအားနဲ့လှုပ်ခါနေတယ်လို့မျိုးဘဲညာရင်ထိုးနေတာကိုပါကိုနောက်ဟာသူ့ကိုယ်သူတက်တိမွေးပြီးဓမီတလက်နဲ့ကားရှိရာကိုဆင်းလာခဲ့ပါလေတီရီမင်းပုံမှာပဲနေ姑娘这里他屋老夫好吗干门我妈把鸡嘞ကိုနောက်ဓမီနဲ့ကားမှန်ကိုထိုးကြည့်လိုက်တဲ့အခါသူ့ရဲ့သွေးတွေစောက်တက်သွားပါလေဖုံတွေတင်နေတဲ့ကားမှန်ရှိမှလူတစ်ယောက်ရဲ့လက်ဝါးရကြီးတွေဟာအထက်လိုက်ထင်နေတယ်အဲ့ဒီလက်ဝါးရတွေကပုံမှန်လူထက်စမတန်ကြီးမားနေပါလေမောင်ရင်ကြလာကေမင်းကောင်းသားမှာမနေနဲ့တော့အဲ့ဒါမင်းကိုတတိပေးနေတာကြည်စမ်းမင်းကပြီးအောက်မှာပါရှိနေလဲဆိုတာကိုနောက်ငုံကြည့်လိုက်တဲ့အခါသူ့ကားပြီးအောက်မှာအနီရောင်ပစိုးစားတစားဟာညက်နေပြီးတွေးလို့အနီရောင်ရေတွေကကားပြီးကနေစိမ့်ထွက်နေပါလေအဲ့ဒီအချိန်မှာပဲကုတ်ကူပင်ကြီးပေါ်ကနေလေပြင်းတစ်ချက်ဝှိတိုက်လိုက်ပြီးလူတစ်ယောက်ရဲ့အတန်လိုတောတရိษံအတန်လိုခင်းတန်ကြီးတစ်ခုထွက်ပေါ်လာပါလေ好嘛အပြင်ပေါ်မှာလူတယောက်မတည့်ရနေတယ်တီဗီညွန်ပြရာကိုကြောစွာဓမီနဲ့လှမ်းထိုးလိုက်တဲ့အခါအမြင့်ပေ20လောက်ရှိတဲ့တကိုင်းပေါ်မှာအရက်10ပေလောက်ရှိတဲ့မြင်းမောင်နေတဲ့အရေးကြီးတစ်ခုဟာသူတို့ကိုစိုက်ကြည့်နေပါတယ်မောင်ရင်မြန်အိမ်ထဲဝင်တော့သူတို့အိမ်ထဲပြေးဝင်ပြီးတကားချက်ထိုးလိုက်ပေမဲ့အပြင်ကထူးလိုက်တန်ကရက်မသွားပါဘူးတအိမ်လုံးဟာငလင်လုံးတလို့တုံခါနေပြီးအမိုးပေါ်မှာလည်းလူအများကြီးပြေးလွှားနေတဲ့ခြေတံတွေကစူးညံနေတော့တယ်ကျွန်တော်ဘာလုပ်ရမလဲဥပကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်မယုံခဲ့မိတာမှားပါပြီအခုမှနောက်တရားလို့မရတော့ဘူးငါတူကမင်းစီတာအစားတော့လို့ချင်တာမဟုတ်ဘူးမင်းရဲ့စကားဟောက်လို့ချင်တာဥပဟာဖျားကိုအာယုံပြုတ်ပြီးဖျားစာတွေအဆက်မပြတ်ရွတ်ဖတ်လိုက်တာနဲ့တအိမ်လုံးရငင်တက်သွားပါလို့လေကျွန်တော်တို့လွတ်ပြီလားဥပလူပီဒါပေမဲ့ဒီချံဝေနေကအရာရီကူတော့ဘယ်တော့မှလာမစင်ခွန်နေတော့ကိုနောက်လည်းအဲ့ဒီချိန်ကစလို့ဘယ်နေရာရောက်စကားကိုအလွယ်မပြောရဲတော့ပါဘူးဒီမှာတင်ပဲကျွန်တော်တင်ဆက်ပြသသွားတဲ့စကားတစ်ခုကြောင့်အသက်ဘေးမှာကြုံရသူဆိုတဲ့ဇလန်းလေးတော့ဒီမှာပဲပြီးဆုံးသွားပါပြီဇလန်းလေးကိုကြိုက်နှစ်သက်တဲ့ subscribe လုပ်ခဲ့ပါအောင်ခုမှ channel အစ်စ်လေးမဟုတ်ပါ